ဘောလမြိုင်ကြိုက်မြောလမ်းမနဘေကအမင်းတန်းလမ်းအကျော်နာလေးကတိုင်းရင်းသားကြီးရွာလို့ခေါ်လို့ရမယ်မုံရင်ကြီးမှုစံနာမှာဘာတွေရှိလဲတိုင်းရင်းသားဘယ်နှမျိုးလောက်ရဲ့ရင်ကျေးမှုတွေကိုပြန်ထားတာတယ်ကျွန်တော်ကိုတွားပြီးတော့တောင်းဆိုနေကြတဲ့သူတွေအတွက်ဒီကနေ့တော့တွားပြလိုက်ပါပြီ။ဒါတော့ကျွန်တော်တို့ကြိုက်မြောသွားတဲ့လမ်းကမင်းရွာနာပေါ့နော်။ဘာရွာမင်းရွာလို့မြင်းရွာလို့ကြားလို့မင်းရွာမုံရင်ကြီးမှုစံတာကျွန်တော်ဝင်ဒီမှာပါတယ်ဆိုတော့လောလောဆယ်ပြောစီမောကျွန်တော်ရင်တက်ကြည့်တာပေါ့နော်ကျွန်တော်တို့ဝင်ပေါင်းနာမှာမျောစီတစ်ခုရှိပါတယ်မျောစီမောတက်ကြည့်မယ်ဆိုရင်တော့ဒီဝင်းတစ်ခုလုံးအပေါ်စီကနေမြင်ရမှာပဲပြီးရင်တော့ကျွန်တော်တို့တောင်ဝင်းတောင်ကြီးကိုနောက်ခံထားပြီးတော့ဓာတ်ပုံရိုက်မယ်ဆိုရင်ဓာတ်ပုံရိုက်လို့ရပါတယ်နောက်ပြီးမင်းရွာဘက်ကတွားတဲ့လမ်းတွေအပေါ်အားရှုမျောခင်းတွေကျွန်တော်တို့တဝါကြီးကြည့်လို့ရပါတယ်ဓာတ်ပုံတော့အရန်ရိုက်လို့ကောင်းတဲ့နေရာလေးပါဒီမျောစီပေါ့နော်အထင်းမှာတော့ကျွန်တော်တို့တိုင်းရင်းသားလေးမျိုးရဲ့ရင်ကျေးမှုတွေအိမ်တွေကိုပြတာထားပါတယ်သူရဲ့တက်ဆိုင်တဲ့နာမည်ကျော်အဆောက်အဦတွေကိုလည်းပြတာထားပါတယ်အဲ့ဒီမှာတော့မွန်ကရင်ဗမာပအိုးဆိုပြီးတော့လေးမျိုးတွေ့ပါတယ်ဒါကြတော့မွန်အိမ်ပေါ့နော်မွန်ရိုးရအိမ်မှာကျတော့ဘာထူးခြားလို့ပို့သွားလို့ဆိုဒီလိုမျိုးလေးမွန်ရွာတွေတွားကြတော့ဇရက်လေးရှိတယ်အဲဒီမလဲရွာထိတ်တွေမှာရွာထိတ်မှာဇရက်ရှိတယ်ပေါ့ဒီမလဲဇရက်လေးစစ်เสียလေးနော်ဟောဗီဒီယိုကြီးဖြစ်သွားတယ်ဟုတ်ပါအပေါ်မှာဒါတော့ပထမရခိုင်တင်တာဒါပဲနောက်မှကြည့်ရဒါတော့ပုံပရမီတာဒါပဲကျွန်တော်သိနေတာပို့အိုးပဲတင်တယ်သူကမွန်ပြည်နယ်မှာရှိတဲ့အဓိကလူမျိုးတွေကိုရဲ့မုံရည်ချင်းမှုစံတာဆိုတော့မွန်ပြည်နယ်မှာရှိတဲ့လူဒီဟာတွေအဓိကလူမျိုးတွေကိုပဲသူကထည့်ထားဖြစ်ပါလိမ့်မယ်အဓိကတော့ဗမာလူမျိုးရဲ့ကီလူမျိုးရဲ့ပို့အိုးရဲ့မွန်ရဲ့ဆိုပြီးတော့သူကအဓိကရှိကြတဲ့ပုံစံဖြစ်မှာအဲ့လားလေးကိုပြထားဖြစ်မယ်ကျွန်တော်ထင်တာလေးနော်